တုဂုရုတတ္တာဓမ္မတေတရာသဒယကာဆိုတဲ့ခင်မုန်းကြီး10ပါးကိုဥစိတ်မှာပန်ဆင်လို့မင်္ဂပါပံလူနာတိတိမင်္ဂပါပံလူနာတိစိန်နာတိတိမင်္ဂလာမင်္ဂပါပံမကောင်းမှုကုသိုလ်များပယ်လိဖြတ်၍ဤမင်္ဂလာရှိသောမင်္ဂလာခမ်းမကြီးမှာဖြင့်မင်္ဂလာသရောသားမောင်နိုင်လင်းနှင့်မင်္ဂလာသရောသမီးမတ်သက်သက်တို့၏နှစ်ဖက်သောအုတ်ထင်းသူမိဘတွေများခြံရံလို့ဟဲ့မင်္ဂလာရှိတဲ့မင်္ဂလာအပိဒကြီးကသုမုံကောင်းများနဲ့အတူရာသက်ပံသစ္စာရှိရှိအိုအောင်မင်းအောင်ပေါင်းတင်နိုင်ကြပါစေခမညာတသက်စားလေးစိုးတော့အရင်ရှက်တာပဲမဆိုရဲ့မရကြီးကအုတ်ထင်းသူလုပ်တဲ့မင်္ဂလာတော့သူဘလို့မျက်နှာနဲ့ညာလောက်လည်းမသိဘူးနားကုန်လေမမဆိုအတင်းခေါ်လို့ဒါစိုးကလိုက်လာရတာနော်သူတို့အစားရှက်လိုက်တာမဆွေလည်းမမကိုအတင်းဖိတ်လို့သာလာရတာပါမျက်နှာပူတာမှပြောမနေပါနဲ့ပါဒီမမဟုတ်မှာဟုတ်လို့ဟုတ်ကဲ့လို့ရှိတယ်ဟိုလေးမမဘယ်လိုမှမခံစားရအောင်လားရေးပြောရင်ရှိရထင်တယ်အခုလက်ရှိကံကောင်းနေတာစိုးနေတာရေးကြီးကတော့ပြော့ဒေါ်တင်မေကိုကြည်ရတာသူ့ယောက်ျားနောက်မင်းမလေးမလားဘာမှမဖြစ်တဲ့အတိုင်းပြုံးပျော်နေရပဲနော်ဘာပဲဖြစ်ဖြစ်နောက်မင်းမ